လူတွေကမဖြစ်နိုင်ဘူးလို့ပြောလာတဲ့အခါလက်တွေ့လုပ်ပြလိုက်တာကအကောင်းဆုံးတုံ့ပြန်မှုပါပဲရှင်အားလုံးပဲမင်္ဂလာပါရှင်ဘိန်းနဲ့အသေးကက်နေတဲ့စပိန်တာယာကနေတစ်ဆင့်မော်တော်ကားများအတွက်ဖြုတ်နှံတတ်နိုင်တဲ့ယနေ့ခေတ်လိုလေးဖြည့်ပြီးအသုံးပြုရတဲ့ဒါယာများကိုစတင်ဆန်းသက်ခဲ့ပါရဲ့ရှင်အောင်မြင်မှုကိုအဟံတာဖြစ်စေတဲ့လူတွေရဲ့လောင်ပြောင်မှုကိုတော့အလီကရက်ကားကိုအသုံးပြုပြီးမော်တော်ကားပြိုင်ပွဲဝင်ရောက်ခြင်းဖြင့်တက်တည်ပြနိုင်ခဲ့ပါရဲ့ရှင်ပြိုင်ပွဲမှာအနိုင်မရခဲ့သည့်တိုင်အောင်မီရှီလီလီဖြစ်တာယာရဲ့အစွမ်းကတော့တကဘာလုံးကပရိသတ်တွေအပေါ်စိတ်ဝင်စားမှုမြင့်တက်သွားစေခဲ့ပါရဲ့ရှင်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဈေးကွက်ထိုးဖောက်မှုကတော့ Facebook ပဲဖြစ်ပါရဲ့ရှင်ကားတာယာတွေအကုန်မြန်စေမယ်မြန်ကုန်ရင်မြန်ရောင်းချနိုင်ဖို့ကလူတွေခရီးနည်းသွားစေမယ်ခရီးသွားလမ်းညွန်ဟိုတယ်နဲ့စားတောက်ဆိုင်လမ်းညွန်စာအုပ်များကိုအခမဲ့ဖြန့်ဝေခဲ့ခြင်းအစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ဒါဟာပထမပိုင်းမှာဆိုခဲ့တဲ့စားတောက်ဆိုင်တွေပေါ်တံမိုးထားနိုင်နေဆိုတဲ့ Michelin Star ဆန်နှုန်းရဲ့အစားပြုမှုပဲဖြစ်ပါရဲ့ရှင်နောက်ပိုင်းတွေမှာလည်း Andrew နဲ့ Adret တို့ကလူတွေရဲ့အမြင်အာရုံကိုဖန်ဆားဖို့ဘလို့စိတ်ဝင်စားစရာစမ်းသစ်တီထွင်မှုတွေပေါ်လာမလဲဆိုတာကိုစောင့်မျှော်ရင်း comment မှာရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်